ဘာဆုံးပကြီးကားတစ်ချက် Amalfi Coast ကမ္ဘာပေါ်မှာအလှဆုံးကမ်းခြေလမ်းမကြီးတွေအကြောင်းပြောမယ်ဆိုရင်အီတလီနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Amalfi Coast ကိုခြံထားလို့မရပါဘူး UNESCO ကမ္ဘာအမွေအနှစ်စည်းရင်းဝင်ထားတဲ့ဒီနေရာလေးဟာပင်လယ်ပြပြမြင့်မားတဲ့တောင်ကမ်းပါးရံတွေနဲ့အယောင်အသွေးစုံလေးနဲ့မြို့ငယ်လေးတွေပေါင်းဆက်ထားတဲ့ပကြီးကားတစ်ချက်လိုပါပဲဒီကမ်းရိုးတန်းရဲ့အကျော်ကြားဆုံးမြို့ကတော့ Positano ပါဒီမြို့လေးရဲ့ထူးခြားချက်ကအိမ်တွေကိုကုန်းမြင့်ပေါ်မှာလေကားတက်တယ်လို့စောက်ထားတာပါလမ်းကြားလေးတွေထဲလမ်းလျှောက်ရင်းဒေတာထွက်လမ်းမွန်ရှောင်းတီးနက်လေးတွေကိုရှူရှိုက်ရတာဟာတကယ့်ကိုစိတ်အပန်းပြေစေပါတယ်ဒီမှာဆိုရင် boat tour ဆက်လက်ငါးပြီးအပြာရောင်ကူလေးတွေနဲ့လှည့်ဝကမ်းခြေလေးတွေကိုတွားရောက်လဲပတ်နေပါတယ် culinary လက်ဆက်တဲ့ပင်လယ်စားတွေနဲ့ Amalfi ရဲ့နာမည်ကြီး limoncello ရှောင်းတီးဝိုင်းကိုမီးစမ်းကြည့်ဖို့မမေ့ပါနဲ့ Spiaggia Grande Positano ရဲ့အဓိကကမ်းခြေမှာနေပူစာလုံရင်းအနားယူနိုင်ပါတယ်မင်္ဂလာဆောင်ဖို့ဖိhoneymoon သွားဖို့ဖိဒါမှမဟုတ်တကိုယ်တော်အပန်းပြေဖို့ဖိ Amalfi Coast ကတင်းဘဝအတွက်မမေ့နိုင်စရာအမတ်တရားတွေကိုပေးစွမ်းမဲ့နေရာတစ်ခုပါအီတလီကိုရောက်ရင်ဒီအလှတရားကိုကိုယ်တိုင်ခံစားကြည့်ဖို့ဖိတ်ခေါ်လိုက်ပါစီအကြံပြုချက်အချို့အီတလီဂန်ဒဝင်တေးဂီတဥပမာမန်ဒလင်သေးလုံးအေးအေးလေးတွေကိုတုံးရင်ပိုပြီးခံစားမှုရစီပါတယ်ဒီနေရာကိုသွားမယ်ဆိုရင်လူနေပြီးယာဒီဥဒူတာရတဲ့မေလဒါမှမဟုတ်စက်တင်ဘာလဟာအကောင်းဆုံးမှာဆိုတဲ့အချက်လေးထည့်ပြောလို့ရပါတယ်